အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အလာဘန်နဲ့ Real Madrid တို့ရဲ့ပွဲကိုကျွန်တော်ရွေးချယ်ပြီးတော့မှဖြစ်ပါတယ်ဒီပွဲမှာ Madrid က1.20 ဂိုးပေါင်းဈေးအနေနဲ့ 3+85 ဆိုပြီးတော့ဖွင့်လှစ်ထားတယ်ပေါ့နော် Real Madrid အနေနဲ့ရှေ့မှာဘာစီလိုနာကဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုဖန်တီးပြီးတဲ့နောက်ဒီပွဲမှာအနိုင်ရလက်ကိုတေချာပေါလိုအပ်နေတဲ့အသင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ Real Madrid တို့ကအရင်ပွဲမှာဆရာဘီကိုနဲ့တွေ့တော့ကလည်းဒီလိုပုံစံမျိုးပဲဖြစ်ခဲ့တာပါ။ဘာစီလိုနာကဂိုးပြတ်နိုင်ပွဲတစ်ပွဲရပြီးတဲ့နောက်ရေးမတို့ကဆယ်တာဘီကိုမဖြစ်မနေနိုင်ရမယ့်အနေအထားမှာမနိုင်ခဲ့ပါဘူး။ဒီညမှာလည်းဘာစီလိုနာကအစပန်ညိုကိုနိုင်ပြီးတော့အမှတ်ပေးစရာကိုဦးဆောင်နေတဲ့အချိန်မှာရီယယ်မက်ဒရစ်ကအလာဘက်ကိုမဖြစ်မနေ100ရာခိုင်နှုန်းအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီလိုအနေအထားမှာရီယယ်မက်ဒရစ်က1.20ဆိုတဲ့ဈေးကိုဖွင့်လှစ်ထားပြီးတော့တကူနိုင်ယုံနဲ့တင်ပြား20ရမယ်ဆိုတာကြီးကကြေးကိုတိတဆွဲဆောင်မှုရှိနေရလေဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကဒီပွဲမှာဒဏ်ရာကနေပြန်လည်တက်လာပြီးဖြစ်တဲ့အမ်ဘာပီပြန်လည်ပါဝင်လာမှဖြစ်တယ်လို့ရိုဒရီကိုဗီနီစီယာဂျူနီယာတို့လိုကစားသမားတွေအစုံအနေနဲ့ပို့ထွက်လာမှလည်းဖြစ်ပါတယ်။အခုနဲ့ပဲမှာဆိုလို့ရှိရင်ဘာလင်ဂန်ဂူလာချူအာမီနီအကုန်လုံးပြောမှဆိုလူစုံတက်ဆုံအနေထားနဲ့ဒီအလာဘက်ကိုရင်ဆိုင်မှာဖြစ်ပါတယ်။ညကစားမဲ့အလာဘက်ဆိုတာကလည်းရီယယ်မက်ဒရစ်ရဲ့ငယ်နိုင်အသင်းမှာနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့10ပွဲမှာဆိုလို့ရှိရင်မက်ဒရစ်တို့က6ပွဲတိတိအနိုင်ရခဲ့တာဖြစ်ပြီးတော့အလာဘက်နဲ့တွေ့တာအမြဲတမ်းအနိုင်ရလက်မျိုးကိုဒါရရှိပုံသေးရရှိနေတာလည်းဖြစ်ပါတယ်။ကြောင့်ဒီပွဲမှာရီယယ်မက်ဒရစ်တို့ပေးထားတဲ့ဈေးကဘလို့မှယုံကြည်နိုင်စရာမရှိဘဲနဲ့အိမ်ဝင်းဆိုရင်ကစားပုံအနည်းငယ်ကောင်းတဲ့အလာဘက်ကိုဒါကျွန်တော်ကဒီညမှာရွေးချယ်ခြင်းပါတယ်။ဒီပွဲမှာအလာဘက်အခမ်းမသိလို့နိုင်တော့နိုင်သွားနိုင်တဲ့အနေအထားဖြစ်ပါတယ်။1-1-2-1ရဲဆိုတဲ့ရလဒ်မျိုးနဲ့ကျွန်တော်အလာဘက်ကနေပြီးတော့ရွေးချယ်ပေးခြင်းပါတယ်။